ကတ်ဆိုင်မဲ့အကြောင်းကြိုတင်ဟောကြားခဲ့သောလေဒီဆရာတော်ဖရာကြီးလူလောကအတွင်းလူသက်တမ်း900အထက်မှာအတ္တမရာဂအတ္တမယာဂဝိသမလောဘမိစ္ဆဓမ္မဆိုတဲ့အယုတ်တရားကြီး၃ခုမရှိသေးဘူးဆိုရင်နတ်တရားမြမာတို့ဟာလူတွေကိုကြည့်ရှုစောင့်ရှောက်ကြပါလေโอเคမနေ့ပြန်နေချက်မှာဖြစ်တဲ့အတွက်ယနေ့ညနေခါတိုင်းဆိုရင်တော့ဗျ9နာရီခွဲလောက်ဆိုရင်တော့မိုးတော်ချုံနေလောက်ပြီအပြင်နေမမြင်ရတော့အခု6နာရီခွဲသွားတာမှလင်းအောင်မပြောက်သေးပါဘူးမနေ့ပြန်နေဘယ်လောက်ထိပူပြီးမိရောကြက်လောက်မလဲဆိုတာခေါ်ကျွန်တော်တို့စောက်ကြည့်မှာဖြစ်ပါအားလုံးပဲအင်ပြင်ဘက်မထွက်ဘဲနဲ့နေနဲ့မှာပဲနေပြီးကြဖို့တောင်းဆိုပါတယ်လို့မနေ့ပြန်နေရန်ပူမှာကျွန်တော်ကတော့ခံမှန်းမိပါတယ်ဒီနေ့လဲ12နာရီ50မိနစ်မှာပဲခူးမြို့တွင်ငလျင်အရန်လှုပ်သွားပါတယ်လို့ကျန်တဲ့တိုင်းဒေသကြီးများလဲငလျင်လှုပ်လို့ဖျားတွေပြက်စီးတယ်အိမ်တွေပြိုတယ်လမ်းတွေပြတ်တယ်တရားတွေကျိုးတယ်လဲထဲမှာဘလို့အရာမျိုးတွေဖြစ်လဲဆိုတော့ကွင်းမြင့်တွေမှာအကြားတွေကွယ်ရေတွေထွက်ပြီးတော့တဲရေပုံစံမျိုးတွေတားထွက်နေတာကိုတွေ့မြင်ရပါတယ်လို့ကျွန်တော်တို့နေထိုင်ရဒေတာကတော့ဘာမှမဖြစ်သွားဘူးပေါ့နော်ဒါမဲ့ရမ်းတော့လှုပ်သွားတယ်ရှေးအိုးတွေမှာဆိုရေတွေတဝမ်းဝမ်းနဲ့ဖြစ်ပြီးတော့အပြက်စီးကတော့မရှိဘူးဗျကျွန်တော်တို့ရွာလေးတွေကတော့ကျွန်တော်ရွာဒီနာ3ရွာလောက်တော့ဘာမှမဖြစ်ဘူးဗျကျန်တဲ့ဘက်တွေတော့ကျွန်တော်လည်းမသိပါဘူးလို့ကဲပြောပြချင်တာကတော့ဒီနေ့တောင်နေပူပါတယ်ဒီနေ့လည်းနေပူပါတယ်နေပူတာများပါပြီမနေ့ဖြန်အခုချိန်ကြီးအောင်နေအလင်းအောင်မပြတ်သေးတဲ့အတွက်မနေ့ဖြန်နေဘလောက်ပူမလဲနေအရန်ကြက်မယ်ဆိုတဲ့သင်္ကေတကိုကျွန်တော်တွေးမြင်ရတဲ့အတွက်ကြောင့်ပြည်သက်ကြီးများအားလုံးမနေ့ဖြန်နေကြက်မှာဖြစ်တဲ့အတွက်အိမ်ပြန်မထွက်ပေးဘဲနဲ့အိမ်ထဲမှာဖျားတရားလုပ်ဖို့အတွက်တောင်းဆိုပါတယ်လို့ကပ်ပေးကြီးကလည်းစတင်ပြီးတော့ရောင်းနေပြီဆိုတဲ့အကြောင်းကိုအတိပေးနဲ့တတဝါတွေအားလုံးဖျားတရားမြဲဖို့အတွက်ကျွန်တော်ဆုတောင်းပေးပါတယ်လို့ဖျားတရားလုပ်ဖို့အတွက်တိုက်တွန်းပေးပါတယ်နော်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံ၍တတဝအပေါင်းတို့သည်အားလုံးကိုယ်ဆင်းရဲကင်းကြပါစေစိတ်ဆင်းရဲကင်းကြပါစေကိုယ်စိတ်နှပြချမ်းသာစွာဖြင့်မိမိတို့၏ခန္ဓာဝင်ကိုရွတ်ဆောင်နိုင်ကြပါစေဖြစ်စေကုန်သတည်းဒါ